ဒါကတော့ကျော်စိုးဦးကသူပြောထားတာပေါ့နော်ကျွန်တော်တို့ပြည်သူတွေအနေနဲ့မှတ်ပုံတင်ရိုက်တာအိမ်အောင်စုစီရင်ပြောင်းတာတွေရှိတော့လဝကယုံနေကပတ်စံတောင်းခဲ့လို့စီရင်သူစီမှာလက်တိုင်လို့ရတယ်လို့ပြောတယ်သူကနေတစ်ခါပြန်တိုင်ပေးမယ်လို့ပြောတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးပြည်သူတွေခါရတဲ့ပြည်သူတွေနဲ့တွားရောက်တိုင်ကြည့်ပေါ့နော်အဲ့တော့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ရှင်းလင်းချက်ပါခင်ဗျားတို့အနေနဲ့ခင်ဗျားတို့နဲ့မှတ်ပုံတင်လုပ်တဲ့အခါဖြစ်စေခင်ဗျားတို့မွေးစင်းဖြစ်စေတနည်းအားဖြင့်နိုင်ငံသားဆိုင်ရာအချက်လက်လုပ်ငန်းများနဲ့တွားပြီးတော့လောက်ကရုံမှာဆောင်ရွက်တွားရောက်ဆောင်ရွက်သည်ဖြစ်စေတနည်းအားဖြင့်များကျွန်တော်ကနေပြီးတော့မှအင်အောင်ကြတော့ကျွန်တော်ရဲ့ဇာတိကနေကျွန်တော်တကောင်စီကနေကျွန်တော်ထုတ်မယ်ပေါ့ကျွန်တော်မျိုးသမီးဘက်ကလည်းထုတ်မယ်ပေါ့ထုတ်ပြီးတော့ကျွန်တော်တို့ရှိတဲ့နေရာမှာပြန်ပေါင်းမယ်ပေါ့အဲ့လိုလုပ်တဲ့အခါမှာခင်ဗျားတို့ကိုလောက်ကရုံကပတ်စံတောင်းရင်တောင်းတဲ့သူကိုအရေးမယ်တဲ့တောင်းတဲ့သူကိုအရေးမယ်ပြီးတော့ခင်ဗျားတို့မှတ်ပုံတင်တက်ပြည့်လဲတဲ့အခါမှတ်ပုံတင်နဲ့တက်ပြည့်လဲတဲ့အခါပတ်စံတောင်းတဲ့လောက်ကတောင်းဝင်ရှိတဲ့သူအရေးယူမယ်လို့လောက်ကဝန်ကြီးဌာနကဖြေရှင်းထားတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအနေနဲ့ခင်ဗျားတို့ဟလာမှတ်ပုံတင်သွားလုပ်တဲ့အခါမှာလောက်ကဝန်ထမ်းတွေကခင်ဗျားတို့ဟလာ9000ပေးမှမှတ်ပုံတင်လုပ်ပေးမယ်3သိန်းပေးမှမှတ်ပုံတင်လုပ်ပေးမယ်လို့တောင်းဆိုခဲ့ရင်နံပါတ်1အဲ့လိုမှမဟုတ်ဘဲနဲ့ဂျားကန်ပွဲစားခုနကလောက်ကအာဏာပိုင်နေနဲ့မှတ်ပုံတင်လုပ်မဲ့သူတွေဂျားမှာဂျားကန်ပွဲစားတွေကပတ်စံတောင်းခဲ့သည်ရှိတော့ကျွန်တော်ရဲ့ဖုန်း399420 191 Viber ကိုပို့ပေးပါကျွန်တော်ကျမတို့ကဘယ်ရက်နေရာမှာဘယ်သူနဲ့တွေ့ပြီးတော့မှတ်ပုံတင်လုပ်တဲ့အခါမှာဘယ်လောက်ပေးလိုက်ရပါလဲဆိုမှတ်တမ်းတိကျကျပေးပါကျွန်တော်လူမှုကြီးကြပ်နဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကိုကျွန်တော်အဲ့ဒီမှတ်တမ်းတိုင်းကျွန်တော်ပို့ပေးပါမယ်ဝန်ကြီးဌာနကအရေးယူမယ်လို့ပြောတယ်သူတို့လည်းဖြေထားတယ်ခင်ဗျားတို့ဘက်ကနေအချက်လက်တိကျကျပေးဖို့လိုတယ်တိကျပေးတယ်ဆိုရင်ကျွန်တော်ခင်ဗျားတို့ပေးတဲ့တိကျအတိုင်းကိုကျွန်တော်လောက်ကဝန်ကြီးပို့ပေးပါမယ်လောက်ကပြည်တော်ဝန်ကြီးဌာနကိုကျွန်တော်ပို့ပေးပါမယ်နံပါတ်1ချက်ခင်ဗျားတို့ဘယ်ရက်ဘယ်ချင်းကဘယ်သူ့ကိုပေးလိုက်တာလဲနံပါတ်2ငွေပေးတဲ့အထောက်ထားနံပါတ်3အတန်ဖိုင်ခင်ဗျားတို့တိကျတဲ့အသက်တွေတော့ပါရမယ်အဲ့ဒါဆိုရင်တော့ခင်ဗျားကျွန်တော်သက်ဆိုင်ရာဝန်ကြီးဌာနကိုပေးပါမယ်